ပြောစရာဒီပြောစရာဒီရောပြောစရာဒီပြောစရာဒီသမီးရေဒါလေးစောင့်နေရလားဟုတ်ကဲ့သမီးရေနှုတ်တောင်းအောင်မလားဟုတ်ကဲ့တောင်းမယ်โอเคနော်နှုတ်ဘူးလေးတွိုက်လောင်းမယ်နော်စောင့်နေနော်ဟုတ်ကဲ့မြေနှုတ်ဘူးလေးနှုတ်ဘူးပါရပြီရောနော်တောင်းနေနော်သမီးနော်မိတခြားတောင်းနော်သမီးနော်ဟုတ်ကဲ့ပါသမီးရတယ်မလားဟုတ်ကဲ့ရပါတယ်သမီးအတော်ဒီနေ့လာမယ်လို့ပြောရရဲ့နော်ဗလဲတကားတော့ခောက်ရင်မမေလာပြောနော်မမေကိုပြောနော်ဟုတ်ကဲ့လိမ့်ပါတယ်စိတ်နေရပဲရှောင်းမယ်တင်းတောင်းအဲ့ရတော်လားမသိဘူးမမေတော့ခေါ်ရမေအေးဘာဖြစ်တာလဲပြောတော်လာပြီချင်းနဲ့ဟုတ်လားသမီးတော့ခေါ်လာအောင်မယ်နော်စောင့်နေနော်သမီးနော်ဟုတ်ကဲ့သမီးတော့ခေါ်လာအောင်မယ်နော်ဟုတ်ကဲ့sorry နော်ရတယ်ဘာမှမဖြစ်ပါဘူးရတယ်ဖက်နဲ့လေးတော့ဘာမှမဖြစ်ပါဘူးရပါတယ်မရဲ့နော်ရတယ်ဆိုတော့ရတယ်ပေါ့နော်ဒီမှာတော့လည်းဟုတ်ကဲ့တာရမှာဒီနော်မအားမနာနေနော်အဲ့ရမနေနေနော်ဒီခလေးလေးရောက်နေပါလားမချစ်တော်လေးလေးရောက်နေပါလားဒီခလေးလေးရောက်နေပါလားဟုတ်တယ်သူလည်းရောက်နေတာအမရဲ့ဟုတ်လားချစ်တော်မနော်မတီဗီကြည့်နေလေရနော်ခလေးလေးကိုကြည့်ပေးပါလားနေသမီးစောင့်နေနော်ဟုတ်ကဲ့ဒီအိမ်ကတကားမပိတ်ထားဘူးပဲငါဒီထဲဝင်ရင်ဝင်လို့ရတယ်တိုးလေးလူရောရှိနေတယ်ဒါပေမဲ့ငါတော့လိုက်ပါငါတခိုးပဲသမီးကနော်သွားလာမယ်မေတော်ဟိုဘက်နေလေးရှောက်ကြည့်အောင်မယ်နော်ဒီတီရှပ်နေနေနော်ဟုတ်ကဲ့ပါ
ရဲ့သမီးလေးသမီးလေးဦးကိုတိတာဦးကိုတိဘူးဦးလေးမမိဘူးလားဦးလေးမမိဘူးသမီးရဲ့ဒီကိုကြည့်လေပြီးတော့လာခေါ်ခိုင်းလိုက်တာဘယ်တော်မို့လဲတကြားတော့တောက်ရမို့လေမုတ်တေတောက်ရမို့လေလိုက်မယ်အေးအဲ့ဒါဆိုင်လာခဲ့ဟုတ်ကဲ့တော့ပူယူပါလို့ရတာမယူပါနဲ့သမီးရဲ့အိမ်ကြားမှာတောက်လိုက်လေဟုတ်ကဲ့ပါငါညခေါ်လာခဲ့ပြီရုပ်ဝင်စားဒီတော့ဝင်ပါလို့အဲ့နာမနေနော်ဝင်ပါမလို့အားနဲ့အဲ့နာမမေတမီးကိုကဲပါအောင်မေတမီးကိုကဲပါအောင်ဒီဘာပြောနေကြလဲမဟုတ်ပါဘူးဘာငါအရာတိုင်အင်းလာဟုတ်လားလာ